ကျွန်တော်တို့ဒါ third party software တွေပါတယ်သုံးတာပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့ဒါ software လေးကြော်ညာလေးတက်တယ်ပေါ့နော်ဘလိုဟာလေးတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒါသုံးလိုက်ပြီဆိုတာနဲ့သူကဒီကြော်ညာလေးပါညာတက်တယ်ပေါ့နော်ဒီလိုမျိုးလေးဒါကြော်ညာလေးပေါ့နော်ဒီထားတော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ video edit လုပ်မယ်ကျွန်တော်တို့ဒါ photo တွေပါဒါတခုသုံးပြီးပါရေးဆိုတာနဲ့ကြော်ညာဝင်လာတယ်ပေါ့နော်အဲ့လိုမျိုးကြော်ညာဝင်လာတယ်ဆိုတာအဓိကအချက်ကသူကဒီ software က internetဒါဖွင့်ထားလို့ပေါ့နော်အင်တာနက်ဖွင့်လာမယ်ဆိုဒါကြော်ညာတက်လာပြီပေါ့နော်ကိုကလည်းအခြားဟာတွေသုံးနေတယ်အင်တာနက်တွေပါဒါဖွင့်လိုက်ပိတ်လိုက်မလုပ်ချင်ဘူးဆိုရင်ဒါနီလန်းလေးရှိပါတယ်အနီးနဲ့လေးရတော့ဒီ software လေးကိုပဲကျွန်တော်တို့ကဒါအင်တာနက် access ပိတ်လိုက်မှာပေါ့နော်ပိတ်မယ်ဆိုရင်ကျွန်တော်တို့တို့ဒီမဲ့ security ကိုဝါလိုက်ပါဝါပြီဆိုတာနဲ့ကျွန်တော်ဒီဘော်လေးကိုဒါအောက်ကိုဆွဲလိုက်မယ်ဆွဲပြီဆိုတာဒီမဲ့ကျွန်တော် data usage ဆိုတာရှိတယ်ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးပါနှိပ်ပြီဆိုတာနဲ့ကျွန်တော်ဒီဘက်ကဒါ line ပုံစံလေးနဲ့ပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးမယ်နှိပ်ပြီဆိုရင်ကျွန်တော် internet access ရှိရဗျာကျွန်တော်ဒါ single ဒါ mobile data single one data single to wifi ပေါ့နော်ကျွန်တော်တို့ကထားပါတော့ကျွန်တော်တို့ wifi နဲ့ပါသုံးကြတော့ကုန်ပိတ်မယ်ဆိုရင်တော့ကျွန်တော်ခုနကတော့ in-short ဟာကိုရှာလိုက်မယ်ဒါတော့ခုနကတော့ဒါ single one နဲ့အရင်ပိတ်လိုက်မယ်ပေါ့နော်in-short မှာဒါပိတ်လိုက်မယ်ပေါ့နော်ခေါ်ပြီပေါ့နော်အခုကျတော့ကျွန်တော်တို့ဒါ single 2မှာလဲ data 2မှာလဲကျွန်တော်သုံးတာပေါ့သုံးတယ်ဆိုလဲကျွန်တော်တို့ single 2မှာလဲကျွန်တော် internet တွေပါ343ရှိရဆိုတော့ဒါပိတ်လိုက်ပေါ့နော်ဒီမှာကျွန်တော်တို့ဒါအကုန်ပိတ်လို့ရအောင်ဒီမှာ wifi ပိတ်မယ်ပိတ်မယ်နောက်ရကျွန်တော်တို့ဒါaccount data တွေပါဒါပိတ်ချပိတ်လို့ရပါဘောနော်ကျွန်တော်ဒီမှာ internet set data တွေရောအကုန်ပိတ်လိုက်တယ်ပေါ့နော်ဒီကောင်လည်းဒါတစ်ချက်ပိတ်လိုက်မှာနော်ပိတ်ပြီးတော့ကျွန်တော်ဒါတစ်ချက်ဝင်ကြည့်လိုက်မယ်ဒါ clear data ကျွန်တော်လုပ်ပြီးသားပဲကျွန်တော်တစ်ချက်ဒီကောင် clear data လို့ကျွန်တော်ဝင်ကြည့်လိုက်မှာနော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီမှာcannot use internet access လို့ပြရပါတော့ပြရတယ်ဆိုရင်တော့ဒီကောင်လေးကိုကျွန်တော်တော့ဟိုမလိုတော့ပါဘူးဒါလို့ကျွန်တော် margin နဲ့နှိပ်လိုက်ပါဒီကောင်လေးနှိပ်လိုက်ဆိုကျွန်တော်ဒီမှာသုံးလို့ရပြီပေါ့နော်internet တွေပါခုနပြောလို့ကျွန်တော်ပုံတွေပါကျွန်တော်တို့ဒါ save ပါညာလုပ်လိုက်လဲဒါကြော်ညာတွေပါဒါ internet မရှိရတော့တက်လာမှာမဟုတ်ဘူးပေါ့နော်ဒါလေးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်